ဆောင်းတန်းခြင်းတစ်ခေါက်လောက်ဖြစ်ဖြစ်လို့ပြောရမလားအကျဉ်းချင်းခါခါတောင်းတဲ့စုတွေလွဲရတာဟာဘဝမှာအနာရဆုံးပါပဲအမေရှည်တွေကပြောင်းပြန်မစည်းဘူးတဲ့ဟောဆောင်းတစ်ခေါက်ဝင်ရောက်လို့လာပြန်ပြီမြောက်ပြန်လေတွေကြားယူယူမူမူအတွေးတွေလွင့်ပြန်ကုန်လို့ပေါ့တာကြီးအမေအိမ်ပြန်ရောက်မလာနိုင်ခဲ့ပါဗဇက်ကရေရောရခြင်းထက်စိတ်ထဲကအမေကိုလွမ်းဆွရခြင်းကပိုပြီးအခန့်ရခက်တယ်ဆောင်းတွေတဖန်ကိုပြန်တော့မယ်အမေဒီအိမ်အိုလေးဖြင့်မနှွေးထွေးသေးဘူးလွမ်းတရားရှိရင်နာစရာနဲ့ဖြေးတဲ့နာစရာမရှိပါဘူးအခါခါငိုရတဲ့အသေးမှာအမေကိုလွမ်းရတဲ့တန်းချင်းကြပြတွေကြောင့်ဖြစ်တယ်တကယ်လို့များဆောင်းဆိုးဆိုးမပြန်ခင်အမေအိမ်အိုလေးထဲမှာပဝါဆောင်လေးခြုံပြီးစောင့်နေတော့သားပြန်လာခဲ့မယ်ကိုစော်မင်း